အနေနဲ့ညစာဖိတ်ကျွေးခြင်းနဲ့လို့ပြောတာကြောင့်အဲ့ဒီလူလည်းဂတိအတိုင်းစားတောက်ဆိုင်ကိုရောက်လာခဲ့ပါတယ်ပြီးတော့အဲ့ဒီလူကအမျိုးသမီးပေါ်လာတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲမင်းတက်သွားခဲ့တာပေါ့အဲ့ဒီအမျိုးသမီးကဒီလောက်အထိချောမောလှပနေလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးလေဒါပေမဲ့ထမင်းစားနေတဲ့အချိန်မှာအဲ့ဒီလူကဒီလိုမျိုးအစင်းမြင့်တဲ့နေရာကိုတခါမှမရောက်ဘူးတလို့ဓာတ်နဲ့ခရင်ကိုဘလို့သုံးရမှန်းလဲမသိတာကြောင့်တော်တော်လေးကိုကြောင်ကရမ်းဖြစ်နေခဲ့ပါတယ်ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့အမျိုးသမီးကတော့အဲ့ဓာတွေကိုတိတိကျကျသုံးတတ်တာပေါ့အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ကိုအကြောင်းတွေစကားဆက်မြပြောဖြစ်ကြပြီးအမျိုးသမီးကလည်းသူမရဲ့အရင်ကအပြုတ်မှုအတွက်ထပ်ပြီးတောင်းပန်ခဲ့ပါတယ်အဲ့ဒီလူကလည်းတတိထားတာဟာတဘာဝကြပါတယ်လို့ပြန်ပြောလိုက်တာပေါ့ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော်တော်လေးကိုအဆင်ပြေသားစားတာဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးကအကောင့်ထဲမှာပတ်စံတွေအများကြီးရှိနေတာကိုဘာဖြစ်လို့ကိုကျိုးအတွက်မယူထားခဲ့တာလဲလို့အဲ့ဒီလူကိုမေးလိုက်ပါတယ်ဒါပေမဲ့ရိုးသားတဲ့အဲ့ဒီလူကတော့သူ့ပတ်စံမဟုတ်ရင်သူဘယ်တော့မှမထိဘူးလို့ပြန်ပြောခဲ့တာပေါ့ဒါကြောင့်သူတို့နှစ်ယောက်ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပေမဲ့စကားပြောတာတွေကတော်တော်လေးကိုအဆင်ပြေချုံးမွေးနေခဲ့ပြီးတယောက်ပေါ်တယောက်ကောင်းမွန်တဲ့အထင်မြင်တွေရှိသွားကြပါတယ်အမျိုးသမီးမမျှော်လင့်ထားတဲ့အရာကတော့သူမပတ်စံရှင်းဖို့ပြင်နေတဲ့အချိန်မှာပဲအဲ့ဒီလူကသူမအိမ်သာသွားနေတော့